မင်္ဂလာပါရှင်အပတ်စဉ်စနေနေ့ညဗမာတိုင်းတာပါရာဖြင့်တည်င်းတင်ဆက်မှုအစီအစဉ်မှပြန်လည်ကြိုဆိုလိုက်ပါရရှင်ယခုတင်ဆက်ပေးသွားမယ့်တဲ့အကြောင်းအရာကတော့ဖကောက်ခွေခါစစ်ကောင်စီတပ်စခန်းကို KIA မှတိုက်ခိုက်သိမ်းပိုက်လိုက်နိုင်တဲ့တဲ့နဲ့ရှမ်းပြည်မြောက်ပိုင်းကျေးရွာတချို့ကမင်းမြုပ်မိုင်းကြံတွေကိုရှင်းလင်းပေးဖို့ပြည်သူတွေတောင်းဆိုနေတဲ့တဲ့တွေကိုကျွန်မမွန်းကြကနေတင်ဆက်ပေးကြပါမယ်ရှင်KIA တပ်မဟာကိုစိုးပေါင်းတပ်မစစ်ကောင်စီတပ်ခလာရ42နဲ့ခမာရ120တပ်စခန်းကိုယခုလ16ရက်နေ့မှာထိုးစစ်ဆင်တိုက်ခိုက်ရမှာယနေ့ဇန်နဝါရီလ20ရက်နေ့မနက်6:30အချိန်ခန့်ကဂွေခါစစ်ကောင်စီတပ်စခန်းကိုတိုက်ခိုက်သိမ်းပိုက်လိုက်နိုင်ပြီဖြစ်ကြောင်းသိရပါတယ်KIA စုပေါင်းတပ်ဖွဲ့မှဇန်နဝါရီလ20ရက်နေ့မနေ့4:30အချိန်ခန့်မှာဂွေခါစစ်ကောင်စီတပ်စခန်းခလာရ42တပ်ဖွဲ့ကိုတိုက်ခိုက်သိမ်းပိုက်လိုက်ပြီး၎င်းတပ်ဖွဲ့မှထွက်ပြေးသိမ်းရှောင်နေတဲ့စစ်ကောင်စီတပ်သားချို့ကိုလည်းနေမြေရှင်းလင်းရှာဖွေလက်ရှိကြောင်းနဲ့၎င်းနေရာကိုစစ်ကောင်စီတပ်မှလေကြောင်းနဲ့ပစ်ခတ်တိုက်ခိုက်တာတွေလည်းရှိကြောင်းတာဝန်ရှိများရဲ့ပြောကြားချက်အရသိရပါတယ်KIA တပ်မဟာကိုစူပေါင်းတပ်ဖွဲ့များမှပြီးခဲ့တဲ့ဇန်နဝါရီ9ရက်နေ့ကလည်းဂွေခါစစ်ကောင်စီရဲစခန်းကိုသိမ်းပိုက်ထားပြီးယနေ့မှလည်းဂွေခါစစ်ကောင်စီတပ်စခန်းကိုထပ်မံသိမ်းပိုက်လိုက်နိုင်ပြီဖြစ်ကြောင်းရှေ့တန်းတဲ့အရင်မြစ်ထမှသိရှိရပါတယ်ရှမ်းပြည်နယ်မြောက်ပိုင်းမူစေနမ်ခန်ကုတ်ခိုင်စင်လီလာရှုတီဘောကြောက်မဲနောင်ချိုနမ်ဆာမန်တုံစတဲ့ကျေးရွာဒေသတွေမှာမြေမြုပ်မိုင်းတွေကိုဖေရှားပေးဖို့တော်လှန်ရေးတပ်ဖွဲ့တွေကိုပြည်သူတွေကတောင်းဆိုထားတယ်လို့သိရပါတယ်။မြေမြုပ်မိုင်းရှိနေတာကြောင့်ပြည်သူတွေအသက်အန္တရာယ်ရှိတယ်လို့တောင်ရနဲ့လက်ဖက်ခြံတွားလန်းတွေမှာထောင်ထားတဲ့မြေမြုပ်မိုင်းတွေကြောင့်တွားလာရေးမှာအခက်အခဲရှိရုံမကတောင်ရလောက်ကင်ရမှာလည်းအခက်အခဲရှိနေကြောင်းသိရပါတယ်။ရှမ်းပြည်နယ်မြောက်ပိုင်းရှိကျေးရွာချို့ကပြည်သူတွေဟာမင်းမြုပ်မိုင်းနိမိတာတွေမကြာခဏဖြစ်ပြီးတိုက်ပွဲဖြစ်တဲ့နေရာတွေမှာတာမကပြည်သူတွေတွာလာတဲ့ပတ်ဝန်းကျင်တွေမှာလည်းမိုင်းထိတာတွေမကြာခဏဖြစ်နေတယ်လို့သိရပါတယ်ရှင်ဗမာတိုင်းသားဘာသာဖြင့်တည်င်းတင်ဆက်မှုအစီအစဉ်ကိုကြည့်ရှုတူပရိသတ်အပေါင်းရွှေလန်းချမ်းမြေကြပါစေရှင်